လက်စစ်ကား EV တွေကရေထဲမှာတင်းဘောလိုတောင်မောင်းလို့ရနေပြီကားတင်းဘောအခွင့်လဲစောင့်စရာမလိုတော့ဘူးဒါဆိုလက်စစ်ကားတွေရေဖြတ်မောင်းနိုင်တာစီသုံးကားတွေကိုတဘာဝအတိုင်းတာလွန်နေတာမျိုးလားဒီစကားကတဝက်ပဲမှန်ပါတယ်ဒီနေ့တော့မကြတေးခင်ကမိုးသေးထန်စွာရွာသွန်းတဲ့ရက်တွေမှာတစ်တော့ပေါ်မှာရောတုံရင်းပေါ်မှာပါအကြီးအကျယ်ခစ်စားသွားတဲ့ဖြစ်စဉ်တစ်ခုအကြောင်းပြောကြရအောင်လက်စစ်ကားတွေရေထဲမှာကုန်းပေါ်လိုအေးဆေးဖြတ်မောင်းနေကြတာဆိုတဲ့ဖြစ်စဉ်မှာ2026ခုနှစ်ဇူလိုင်လပေကျင်းမှာမိုးတက်မုန်တိုင်းလိမ်ပေါ်ရောင်တတိပေချက်ထုတ်ပြန်ခဲ့တဲ့နေ့က WeChat Movement နဲ့တုံရင်းပေါ်မှာဗီဒီယိုတစ်ခုအကြီးအကျယ်ပြန့်နှံ့သွားခဲ့ပါတယ်ရေကြီးနေတာကားပိန်းဝက်လောက်အထိမြုပ်နေပြီးစီသုံးကားတွေကတန်းစီပြီးဆက်ပြက်နေကြချိန်မှာလက်စစ်ကားအနေငယ်ကတော့ဘာမှမဖြစ်သလိုဟိတ်ဟန်အပြေးနဲ့ဖြတ်မောင်းသွားခဲ့ကြပါတယ်။ comment ကဏ္ဍမှာအကြီးအကျယ်ပွက်လော်ရိုက်သွားပြီးတော့မှစီသုံးကားသမားတွေကတော့အသက်ရှူကျက်နေရချိန်မှာလက်စစ်ကားတွေကတော့အဆုံးမရှိသလိုအေးဆေးပဲလို့ပြောနေကြပါတယ်။ဒါပေမဲ့အဲ့ဒီနောက်လက်စစ်ကားတွေတာလွန်နေဆိုပြီးတော့မှအားမရလိုက်ပါနဲ့အောင်ရေစရာအနေနဲ့ရေရပြီမဲ့လက်စစ်ကားတွေရေဖြတ်မောင်းတဲ့ဗီဒီယိုတွေကိုကြည့်ပြီးလက်စစ်ကားကိုတကယ်ပဲတင်မောလို့မောင်းလို့ရတယ်လို့အထင်ကြီးသွားရင်တော့ခမည်းကားဝက်ရှော့ရောက်ဖို့မဝေးတော့ပါဘူး။ဒီနေ့ကျွန်တော်ဒီအကြောင်းအရာကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပြီးလက်စစ်ကားတွေကဘာလို့ရေဖြတ်မောင်းရတာလဲဆိုတာနဲ့ဘယ်လိုအခြေအနေမျိုးမှာတော့လိမ္မာပဲလမ်းလွဲမောင်းတင်လဲဆိုတာကိုပြောပြပေးသွားပါမယ်ပထမဆုံးစီတုံးကားတွေဘာလို့ရေကြောက်လဲဆိုတာကိုပြောကြရအောင်ဘာဖြစ်လို့လဲဆိုတော့စီတုံးကားတွေကအသက်ရှူဖို့လိုအပ်လို့ပါအင်ဂျင်လောင်ကျွမ်းဖို့အတွက်လေကိုစုပ်ယူရပါတယ်လေစုပ်ပေါက် air intake ကိုတော့များတော့အဖြစ်ကားအရှိမျက်နှာဖုံးရဲ့အပေါ်ပိုင်းမှာတက်ဆင်ထားတတ်ပြီးတော့မှအမြင့်ကတော့30ကနေ50စင်တီမီတာခန့်ရှိပါတယ်ရေမျက်နှာပြင်ကဒီအမြင့်ကိုကျော်သွားတာနဲ့ရေတွေကအင်ဂျင်စလင်နာတွေကိုစုပ်ယူခြင်းခံရပြီးတော့မှဒုက္ခအကြီးအကျယ်ရောက်ပါတော့တယ်ရေကဖိသိပ်လို့မရတဲ့အရာဖြစ်တာကြောင့် piston ကအပေါ်ကိုကန်တက်လိုက်တဲ့အချိန်မှာရေကဖိသိပ်မသွားဘဲခံနေရကြောင်း piston တန်း connecting root တွေကွေးကောက်သွားတာဒို့မဟုတ်ကျိုးပြက်ပြီးတော့မှစလင်နာအိုးကိုဖောက်ထွက်သွားတာမျိုးဖြစ်တတ်ပြီးတော့မှအင်ဂျင်တစ်ခုလုံးချက်ချင်းပျက်စီးသွားတတ်ပါတယ်ဒါကြောင့်မို့လဲဝါရင်ဒရိုင်ဘာကြီးတွေကရေထဲမှာဆက်တေးသွားရင်ဘယ်တော့မှဆက်ပြန်မနိုးနဲ့လို့ပြောကြတာပါမဟုတ်ရင်အာမခံကုမ္ပဏီကတပြားမှယုံမှာမဟုတ်ပါဘူးဒါဆိုလက်စစ်ကားတွေကဘာလို့ဖြတ်မောင်းရဲကြတာလဲလက်စစ်ကားတွေမှာအင်ဂျင်လုံးဝမပါဝင်တဲ့အတွက်လေဆုပ်ဖို့မလိုပါဘူးဒါကြောင့်အင်ဂျင်ထဲရေဝင်ပြီးတော့မှဆက်ပြတ်မဲ့ပြဿနာမျိုးမရှိပါဘူးသူ့ရဲ့ပါစနစ်တစ်ခုလုံးကိုလုံခြုံရအောင်ပိတ်ဆို့ထားပြီးတော့မှဘက်ထရီအိုးတွေကများတော့အဖြစ် IP67 ဒို့မဟုတ် IP68 အဆင့်ရှိတဲ့ရေဆိုခံစံနှုန်းတွေရရှိထားကြပါတယ် IP67 ဆိုတာကတော့10မိနစ်အနက်ရှိတဲ့ရေထဲမှာမိနစ်30ရေမဝင်ပဲစိန်ထားနိုင်တာကိုဆိုလိုတာဖြစ်ပြီး IP67 ကတော့ပုံမကြန့်ခိုင်ပြီးတော့မှ24နာရီစိန်ထားရင်တော့မှဘာမှမဖြစ်ပါဘူးဒီလိုနားလည်ထားလို့ရပါတယ်စီသုံးကားရေဖြတ်မောင်းတာကအဆုပ်ကိုတုံးပြီးတော့မှရေထဲမှာအသက်ရှူနေရတယ်လို့မျိုးဖြစ်ပေမဲ့လက်စစ်ကားရေဖြတ်မောင်းတာကတော့ရေငုပ်ဝတ်စုံဝတ်ပြီးတော့မှရေထဲဆင်းသွားတယ်လို့မျိုးအခြေခံခြင်းမတူတာပါဒါပေမဲ့ကိစ္စတွေကဒီလောက်မရိုးရှင်းပါဘူးခမားတေချာတိထားရမယ့်အရေးကြီးတဲ့အချက်တချို့ရှိပါသေးတယ် IP67 ဆိုတာကငြိမ်နေတဲ့ရေထဲမှာစိန်ထားတာကိုကောက်ွယ်ပေးတာဖြစ်ပြီးတော့မှခမားကိုရေလိုင်းစီးခိုင်းတာမဟုတ်ပါဘူးကားစပြီးရွေ့လျားလိုက်တာနဲ့ကားဘိန်းလေပတ်မှုကြောင့်ငြိမ်နေတဲ့ရေဖိအားထက်3ဆကနေ5ဆအထိပိုများတဲ့ရေဖိအားကိုဖြစ်ပေါ်စေပါတယ်ရေစီးရဲ့ရိုက်ခတ်မှုအားကရေလုံအောင်ပိတ်ထားတဲ့ rubber queen seal တွေကိုပွင့်ထွက်သွားစေနိုင်ပါတယ်2026ခုနှစ်ရဲ့စံနှုန်းအတစ်နဲ့ညီညွတ်ပြီးအခြေအနေကောင်းမွန်တဲ့လက်စစ်ကားတစ်စီးရဲ့တကယ့်အန်ဒီရဲ့ကင်းနဲ့ရေဖြတ်မောင်းနိုင်တဲ့အနက်ကတော့50စင်တီမီတာဝန်းကျင်ပဲရှိပါတယ်ဒါဟာသခွေးခန်းတွေကစမ်းသက်ချက်အချက်လက်တွေရဲ့ထက်ဝက်ခန့်ပဲရှိတာပါဘက်ထရီအိုးကရေဆိုခံနိုင်ပေမဲ့ကားထဲကတခြားအရာတွေကရေဆိုမခံပါဘူးကားထဲကဘို့အားနဲ့ဝါယာကြိုးတွေကားတွင်းကွန်ပျူတာလေအိတ်စနစ် airbag control module တွေ millimeter line reader millimeter wave reader နဲ့ကင်မရာစတဲ့အာရုံခံကိရိယာ sensor တွေရဲ့ရေဆိုခံနိုင်စွမ်းအဆင့်ကဘက်ထရီအိုးလောက်မမြင့်မာပါဘူးရေတက်လာတာနဲ့တပြိုင်နက်အလဲထိန်းချုပ်မှုစနစ် central control တွေလောင်သွားတာလေအိတ်တွေပျက်စီးသွားတာကားမောင်းကူစနစ် driver assistant တွေအလုံးမလုပ်တော့တာမျိုးဖြစ်နိုင်ပြီးတော့မှပြန်ရမယ့်စရိတ်ကခမည်းအတွက်တော်တော်ကိုကုန်စီမှာဖြစ်ပါတယ်ရေဆိုခံနိုင်စွမ်းကကားသက်တမ်းကြာလာတာနဲ့အမျှညော့နေလာတတ်ပါတယ်သက်တမ်း3နှစ်ထက်ကျော်တဲ့လက်စစ်ကားတွေမှာဆိုရင်ရေလုံရာဘာကွင်းတွေရဲ့ပျက်စီးဆွေးမြွေးမှုရာခိုင်နှုန်းက62%အထိမြင့်မားနေတတ်ပါတယ်ဒါကြောင့်ရေဝင်နိုင်ခြေအန်တရယ်ကကားအတစ်တွေထက်1.8 ဆပိုများပါတယ်ကားအောက်ပိုင်းတိုက်မိချစ်မိဖူးတာမျိုးရှိခဲ့ရင်လည်း
ရေဆိုခံနိုင်စွမ်းက30%ကနေ50%အထိလျော့ကျသွားနိုင်ပါတယ်။သက်တမ်း3နှစ်ရှိတဲ့လက်စစ်ကားတစ်စီးကို35စင်တီမီတာအနက်ရှိတဲ့ရေကြီးနေတဲ့လမ်းမှာမောင်းနှင်ပြီးနောက်ဘက်ထရီအိုးထဲရေဝင်သွားလို့ပြင်ဆင်စရိတ်ရွမ်9000မြန်မာငွေ300ချီအထိကုန်ကျသွားခဲ့တဲ့ကားပိုင်ရှင်လည်းရှိပါတယ်။ရေဖြတ်မောင်းပြီးနောက်ပိုင်းမှာချုပ်ရင်းချက်ကချက်ချင်းပေါ်မလာတတ်ပါဘူး။လက်စစ်ကားတွေရေဖြတ်မောင်းပြီးနောက်ဖြစ်ပေါ်တတ်တဲ့ချုပ်ရင်းချက်တွေရဲ့80%က3ရက်ကနေ9ရက်ကြာပြီးမှဒါတဖြည်းဖြည်းချုပ်ရင်းချက်တွေပေါ်ပေါက်လာတတ်ပါတယ်။ကားရဲ့လက်စစ်ကူးစနစ်ပျက်စီးသွားပြီးတော့မှပါဝါပြတ်တောက်သွားတာမျိုးဖြစ်တတ်ပါတယ်။ဒီလိုပြဿနာတွေကခမားအနေနဲ့ဘာမှမဖြစ်ပါဘူးလို့ထင်နေတဲ့အချိန်မှာရုတ်တရက်ပေါ်လာတတ်တာမျိုးပါ2026ခုနှစ်ဇူလိုင်1ရက်နေ့ကစပြီးလက်စစ်ကား3ပါဝါဘက်ထရီများရဲ့ဘေးကင်းလုံခြုံရေးဆိုင်ရာသတ်မှတ်ချက်အသစ်ကိုတရားဝင်စတင်ကျင့်သုံးခဲ့ပါတယ်။ဘက်ထရီကိုတိုက်မိရင်တော့မှမီးမလောင်ရမပေါက်ကွဲရဘူးလို့သတ်မှတ်ထားပြီးတော့မှရေဆိုခံစံနှုန်းတွေကိုလည်းပုံမတင်းကျပ်တဲ့စီကံချက်တွေအဖြစ်ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။စီကံချက်အသစ်တွေထွက်လာပြီးနောက်ပိုင်းကားတွေကပုံမဘေးကင်းလာတာမှန်ပေမဲ့ဒါဟာခမားအနေနဲ့ရေရှိတဲ့နေရာတိုင်းကိုစွတ်တုံးမောင်းနေလို့ရတယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ကဲအကျဉ်းချုပ်လိုက်ရအောင်ဒီအရေးကြီးတဲ့စီကံချက်တွေကိုမှတ်သားထားပါ။စီ3ကားတွေအနေနဲ့ရေကြီးတာကကားပိန်းရဲ့3ပုံ1ပုံထက်ကျော်လွန်နေရင်ရှေ့ဆက်မတွားပါနဲ့တော့လေစုပ်ပေါက်အမြင့်က30ကနေ50စင်တီမီတာပဲရှိတာမို့ရေကအဲ့ဒီအမြင့်ကိုကျော်သွားတာနဲ့အင်ဂျင်ပျက်စီးသွားနိုင်ခြေကအလွန်မြင့်မာပါတယ်။တကယ်လို့ရေထဲမှာဆက်တည်သွားခဲ့ရင်ဘတော်မှဆက်ပြန်မနိုးပါနဲ့လက်စစ်ကားတွေအနေနဲ့ရေကြီးတာကားပိန်းထက်ဝက်ကျော်လွန်နေရင်လမ်းလွဲမောင်းတင်ပါပြီ။ကားအသစ်တွေဆိုရင်50စင်တီမီတာအတွင်းရေနက်မှုကိုတတိထားပြီးဖြတ်မောင်းလို့ရပေမဲ့အရှိန်လျှော့ပြီးပုံမှန်အရှိန်နဲ့ပဲမောင်းနေရမှာဖြစ်ပြီးရေလိုင်းတွေထမလာအောင်တတိပြုရပါမယ်။ရေလိုင်းတွေအကြီးအကျယ်ထအောင်မမောင်းပါနဲ့သက်တမ်း3နှစ်ထက်ကျော်တဲ့ကားအဟောင်းတွေဆိုရင်တော့အန်ဒီရဲ့ကင်းနဲ့ရေဖြတ်မောင်းနိုင်တဲ့အနက်က30စင်တီမီတာအောက်အထိလျော့ကျသွားပါတယ်။ကားအမျိုးအစားအားလုံးရေဖြတ်မောင်းပြီးရင်တေချာပေါက်စစ်ဆေးမှုပြုလုပ်ရပါမယ်။စီ3ကားဆိုရင်အင်ဂျင်ဝိုင်ထဲရေဝင်ပြီးအယောင်ပြောင်းသွားခြင်းရှိမရှိစစ်ဆေးရမှာဖြစ်ပြီးလက်စစ်ကားဆိုရင်တော့ကားအောက်ပိုင်းတိုက်မိချစ်မိတာမျိုးရှိမရှိစစ်ဆေးရပါမယ်။ရေဖြတ်မောင်းပြီးရက်ပိုင်းအတွင်းမှာပုံမှန်မဟုတ်တာတခုခုတွေ့ရှိပါကချက်ချင်းပဲ workshop တို့သွားရောက်စစ်ဆေးပါ။လက်စစ်ကားတွေရဲ့ရေဖြတ်မောင်းနိုင်စွမ်းကစီ3ကားတွေထက်ပိုမိုတာလွန်တာအမှန်ပဲဖြစ်ပြီးဒါဟာကားတည်ဆောက်ပုံစနစ်ကြောင့်ရရှိတဲ့ရုပ်ပိုင်းဆိုင်ရာအားသာချက်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အားသာတယ်ဆိုတာကအစွမ်းထက်ပြီးတော့မှအရာရာကိုကြော်လွှားနိုင်တယ်လို့မဆိုလိုတလို့တင်းမောလို့မောင်းလို့ရတယ်လို့လည်းမဆိုလိုပါဘူး။နောက်တစ်ချိန်ရက်စစ်ကားတွေရေပေါ်မှာမျောမောင်းနေတဲ့ဗီဒီယိုတွေမြင်ရင်စိတ်မလောပါနဲ့အောင်သူတို့ကကားအစ်စ်တွေဖြစ်လို့အရှိန်အေးအေးနဲ့အကွာအဝေးတူတူပဲမောင်းနေလို့ကံကောင်းသွားကြတာပါ။အဲ့ဒါကိုခမားကားနေတာလိုက်မောင်းမယ်ဆိုရင်ရလက်ကတော့လုံးဝအုတ်တုံဆန့်ကျင်ဘက်ဖြစ်သွားနိုင်ပါတယ်။အခုဆိုရင်တရုတ်မှာရေကြီးရေရှမ်းပြီးတော့မှဖြစ်နေတဲ့အတွက်ကြောင့်မလို့ကားနဲ့ပတ်သက်ပြီးတော့မှဗဟုသုတဗီဒီယိုလေးတွေ့တာကြောင့်မလို့ဘာသာပြန်ပြီးတော့မှယူလာတင်ဆက်ပေးလိုက်ရပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်။